ဒီလူရဲ့လက်တွေမှာကျုံနိုင်တဲ့အစွမ်းရှိတယ်သူထိတဲ့အရာတိုင်းဟာချက်ချင်းပရွက်စိတ်ရွယ်အရာဝတ္ထုတွေဖြစ်ပြောင်းလဲသွားတယ်တန်တရားရှိတဲ့လာကိုကာကိုလာပလင်းတစ်လုံးကိုပြန်ယူဖို့ဆုံးဖြတ်လိုက်တယ်သူလက်လန်းလိုက်တာနဲ့ကိုကာကိုလာပလင်းတွေကတစ်ခုပြီးတစ်ခုကျုံသွားတယ်သူလက်လျှော်ပြီးမိုက်ခရိုဝေးကိုသုံးဖို့စိတ်ကူးလိုက်တယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကိုလှည့်လိုက်တဲ့အချိန်မှာပဲမိုက်ခရိုဝေးကလည်းမမြင်ရလောက်အောင်ကျုံသွားတဲ့ဝက်ဆာကနိုးလာပြီးနောက်မျက်နှာမတက်ရသေးလို့အာယုံတွေထွေပြားနေတာပြရမယ်လို့ထင်နေတယ်ဒါကြောင့်သွားတိုက်ဖို့ဆုံးဖြတ်လိုက်တယ်သူ့လက်ကသွားတိုက်စေစီချင်းကပ်လာတဲ့အခါချက်ချင်းဆိုသလိုသွားတိုက်စေကလုံးဝအသုံးမပြုနိုင်တော့တဲ့အသေးစားပုံစံဖြစ်သွားတယ်သူကသွားတိုက်တန်နဲ့သွားတိုက်ဖို့ကြိုးစားပေမဲ့သွားတိုက်တန်ကလည်းသွားကြထိုးတန်အရွယ်ထိကျုံသွားတယ်ဘဝကပိုပြီးဇဝေဇဝါဖြစ်လာပြီးရေချိုးခမ်းမှာတရေချောက်နေတယ်လို့တန်တရားဝင်လာတယ်တကားပိတ်လိုက်တာနဲ့တကားလည်းကျုံသွားပြီးနောက်ဆုံးမှာလက်ဘဝအရွယ်လောက်ဖြစ်လာတယ်စိတ်ပြက်လက်ပြက်နဲ့အဝါကသူ့ခန်းထဲပြန်သွားပြီးဂိမ်းကစားပြီးအနားယူဖို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့သူ့ဂိမ်းထိုင်ခုံပေါ်ထိုင်လိုက်တာနဲ့ထိုင်ခုံကကျုံသွားပြီးသူ့ကိုလွတ်စင်သွားစေတယ်မျက်နှာစိုက်ကြည့်နေတယ်ဒေါသထွက်ပြီးသူ့ရဲ့စိတ်ပြက်အားငယ်မှုတွေကိုဖော်ထုတ်ဖို့ကတ်ထူပုံတစ်ပုံကိုကန်လိုက်ပေမဲ့အရာအလုံးကချွင်းချက်မရှိပဲတင်းငယ်တဲ့ရုပ်တုတွေဖြစ်ပြောင်းလဲသွားတယ်ဒီအချိန်မှာသူ့ရီစားကထပ်ခေါ်တယ်ရလက်ကမျောလင့်ထားတဲ့အတိုင်းပါပဲဖုန်းကအရန်ကြုံသွားလို့လုံးဝသုံးလို့မရတော့ဘူးအကူညီမဲ့စွာအဝတ်ဟာတဲ့ခန်းကိုသွားကြတဲ့မှာတော့မစိုးနိုင်တဲ့ကိုကာကိုလာလေးကိုတောက်လိုက်တယ်မှန်ဘီလူးနဲ့တော့မမြင်ရတဲ့ TV ကိုကြည့်နေတယ်ကန်ကောင်းထောက်မှစွာပဲအိမ်မှာ Max ကိုအဖို့ပြုတ်ပေးဖို့ရှိနေသေးတယ်ဒါပေမဲ့အဝတ်ကသူ့ကိုထိဖို့စိတ်အားထက်သန်စွာလှမ်းလိုက်တဲ့အချိန်မှာ Max ဟာချက်ချင်းပဲပြရွက်စိတ်ရွယ်စားဖြစ်သွားခဲ့တယ်ဒီအချိန်မှာရုတ်တရက်လောင်ကျွမ်းတဲ့အနက်တစ်ခုရလိုက်တယ်မိဖို့ချောင်ထဲဝင်သွားတဲ့အခါ microwave ပြတ်တောက်ပြီးမီးလောင်သွားတာကိုတွေးလိုက်ရတဲ့အဝတ်ကဟာထိတ်လန့်တကြားနဲ့မီးငိမ့်မှုရေခွက်တစ်ခွက်ကိုအမြန်ယူလိုက်တယ်ဒါပေမဲ့ရေလောင်းချလိုက်တာနဲ့ခွက်ကပြန်ကျုံသွားပြန်ပြီဆိုတာသူသဘောပေါက်လိုက်တယ်တခြားရွေးချယ်စရာမရှိတော့ပဲသူ့လက်ပလာနဲ့မီးကိုငိမ့်ဖို့ကြိုးစားပေမဲ့သူ့လက်တွေကတော့နည်းနည်းတော့ပူလောင်သွားတယ်အရာဝတ္ထုတွေကိုကျုံနိုင်ပေမဲ့အဝါကမီးတောက်တွေကိုအကြိမ်ကြိမ်ထိမိပြီးမီးကိုငိမ့်သက်နိုင်ခဲ့ပါတယ်ရုတ်တရက်ဒီစွမ်းရည်ကိုကျွမ်းကျင်အောင်လုပ်လိုက်တဲ့အခါသူတခုခုမေးလဲသွားတယ်လို့ခံစားရပါတယ်ဘဝကခေါင်းကိုမော့ထားပြီးဘာလို့ရမှန်းမသိတဲ့အချိန်မှာပဲထူးဆန်းတဲ့တခုခုဖြစ်ပျက်ခဲ့ပါတယ်သူမျက်လုံးဖွင့်လိုက်တဲ့အခါမတ်ကပြန်ကြီးလာပြီးခောက်ကလည်းပုံမှန်အရွယ်စားပြန်ဖြစ်သွားတာကိုတွေးလိုက်ရပါတယ်သူစိတ်လှုပ်ရှားစွာနဲ့မီးကိုချောင်ကိုပြေးသွားပြီးစစ်ဆေးကြည့်တော့ microwave လည်းပုံမှန်အတိုင်းပြန်ဖြစ်သွားပြီးသူအကြဆုံးဂိမ်းထိုင်ခုံကိုပြန်သုံးလို့ရပါပြီတကားကိုစိတ်အားထက်သန်စွာပြေးထွက်သွားတဲ့အချိန်မှာသူ့အိမ်ရှိမှာအိမ်ထက်မြင့်တဲ့မျက်ပင်တွေရှိနေတာကိုတွေးလိုက်ရပါတယ်သူဟာအိမ်တစ်ခုလုံးနဲ့သူ့ကိုယ်သူကျုံသွားတယ်ဆိုတာသိလိုက်ရပါတယ်ဒီလူရဲ့လက်တွေမှာကျုံနိုင်တဲ့အစွမ်းရှိတယ်သူထိတဲ့အရာတိုင်းဟာချက်ချင်းပရွက်စိတ်ရွယ်အရာဝတ္ထုတွေဖြစ်ပြောင်းလဲသွားတယ်တန်တရားရှိတဲ့လာကိုကာကိုလာပလင်းတစ်လုံးကိုပြန်ယူဖို့ဆုံးဖြတ်လိုက်တယ်သူလက်လန်းလိုက်တာနဲ့ကိုကာကိုလာပလင်းတွေကတစ်ခုပြီးတစ်ခုကျုံသွားတယ်သူလက်လျှော်ပြီးမိုက်ခရိုဝေးကိုသုံးဖို့စိတ်ကူးလိုက်တယ်ဒါပေမဲ့သူ့ခန္ဓာကိုယ်ကိုလှည့်လိုက်တဲ့အချိန်မှာပဲမိုက်ခရိုဝေးကလည်းမမြင်ရလောက်အောင်ကျုံသွားတဲ့ဝက်ဆာကနိုးလာပြီးနောက်မျက်နှာမတက်ရသေးလို့အာယုံတွေထွေပြားနေတာပြရမယ်လို့ထင်နေတယ်ဒါကြောင့်သွားတိုက်ဖို့ဆုံးဖြတ်လိုက်တယ်သူ့လက်ကသွားတိုက်စေစီချင်းကပ်လာတဲ့အခါချက်ချင်းဆိုသလိုသွားတိုက်စေကလုံးဝအသုံးမပြုနိုင်တော့တဲ့အသေးစားပုံစံဖြစ်သွားတယ်သူကသွားတိုက်တန်နဲ့သွားတိုက်ဖို့ကြိုးစားပေမဲ့သွားတိုက်တန်ကလည်းသွားကြထိုးတန်အရွယ်ထိကျုံသွားတယ်ဘဝကပိုပြီးဇဝေ